Phaya Myasong Yadana Daya Myasong Yadana Tanga Myasong Yadana Yadana Myatomba Myasong Daya Do Nindagawa Miba Syadamadu Adada Yujo La O Moyue Shiko Buzo Bumyo Mansho Gadola Jaya Do Buza Wanda Banama Takisa Karawa Niwada Radanadia Banama Kamu Kudugan Sirana Boda Myaswa Dadanaro Myajia Shi Kanyu Titan Bazijin Junga Swan Dengan Jansi Bisili Badu Pye Taban Ludan Buzoja Jankamu Kudugan Sirana Boda Weyawasa Dhamma Weyawasa Tanga Weyawasa Jinge Dwe Dogo Mabo Neiban Yiman Yue Pulo Sangye Buzoja Jankamu Kudugan Sirana Yonan Dhamma Tinkhara Kho Mimiro Khanda Ko Bonai Anesa Dukha Anatta Lakkhana Yin Thong Pa Tin Yue Sin Chin Shumat Pwa Mya Chin Chan Jo Ko A Thuk Jaya Chin Ti Hu Tho Bhavanamaya Kamu Kudukan Sirana Iketu Pong At Mya Mya Tho Kamu Kudukan Sirana Phya Phya Tho Chaung Athat Shi Chin Asin La Chin Chanda Ji Chin Khwa Ji Chin Nyan Panya Ji Chin Bondago Dezo Anubo Jijin Sashi Do Kanjo Chanda Jati Mingla Phya Do Di Tani Dacha Dani Laketu Duwa Phitunya Pilaye Mimido Alosia Downda At Kaum Mya Do Sudu Sumya Bondo Nedagawa Mabo Neibango Luegu Limya Dinyan Pye Ekan Sayao Yue Myamao Pyu Lue Naija Do Paramishin Myu Gangda Paramishin Myu Gangdami Mya Phya Ba Se Aham Bande Titarane Nadaha Nawenga Dambana Gadam Bodhatha Dilam Dhamman Yasami Noghan Kadawa Dilan Detha Mebande Tuti Yambi Aham Bande Titarane Nadaha Nawenga Dambana Gadam Bodhatha Dilam Dhamman Yasami Noghan Kadawa Dilan Detha Mebande Tati Yambi Aham Bande Titarane Nadaha Nawenga Dambana Gadam Bodhatha Dilam Dhamman Yasami Noghan Kadawa Dilan Detha Mebande Yamahawadami Dhammadetha Namo Tassa Bhagavato Arahato Samma Sambuddhassa Alone Song Do Kanjo Chanda Mingala Jataye Atwe Dwe Dogo Ekan Moksha Piswa Naimbe Do Arahan Goshen Samma Sambuddha Goshen Bhagava Goshen Phit Tormu Do Myaswa Phaya Amya Dunga Beyan Kwa Yue Chamma Se Jang Chanda Se Jang Jiwa Se Jang Tutte Se Jang Amyen Se Jang Metta Ye Lang Sumon Tang Laye Ugang Nyo Jo Shikho Bai Shin Phaya Amye Tire Taranagong Khanyu Saudi Jaya Aung Di Taranagong Ha Kaleka Ma Sa Yue လူတိုင်းနဲ့သင်လျော်တယ်လူမျိုးမရွေးဘာသာမရွေးဘူး
အာကြည့်တယ်အာကောင်းတယ်အာကိုရတယ်အကျိုးများတယ်ဘာကြောင့်တရဏဂုံလို့ခေါ်တော့ဆိုရင်ဟိန္ဒတိတိတရဏံဖြစ်စီနှိမ့်ဆက်ဖြည့်စည်တတ်သောကြောင့်တရဏဂုံလို့ခေါ်တယ်ဘာကိုဖြစ်စီနှိမ့်ဆက်ဖြည့်စည်တတ်တော့လို့ဆိုရင်တရဏဂုံတည်တဲ့ပုဂ္ဂိုလ်ရဲ့ဘောမှာကြာရောက်ဆဲကြာရောက်လက်တန့်ကြာရောက်လာမဲ့ဘေဥပအန္တရာယ်တွေကိုလည်းပဲမကြမရောက်ရအောင်ဒီတရဏဂုံကတာမြစ်ဆောင်လျှောက်ကာကွယ်ပြီးတော့ပြေးလိုက်မယ်ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတွေမတွေ့မကြုံရအောင်ကြောက်ခြင်းထိတ်လန့်ခြင်းတွေမတွေ့မကြုံရအောင်လည်းပဲဒီတရဏဂုံကတာမြစ်ဆောင်လျှောက်ကာကွယ်ပြီးတော့ပြေးလိုက်မယ်ငရဲတရိစ္ဆာန်ပြိတ္တာသူရကဲလို့ခေါ်တဲ့အပေလေးပုံတို့မလားမရောက်ကြရအောင်လည်းပဲဒီတရဏဂုံကတာမြစ်ဆောင်လျှောက်ကာကွယ်ပြီးတော့ပြေးလိုက်မယ်ဒီမြတာမကသေးဘူးတဲ့နတ်ပြည်မှာနတ်တွေများစွာရှိကြတယ်တရဏဂုံတည်တဲ့နတ်များလည်းရှိကြတယ်တရဏဂုံမတည်တဲ့နတ်များလည်းရှိကြတယ်တရဏဂုံမတည်တဲ့နတ်များတဲ့တရဏဂုံတည်တဲ့နတ်များကအသက်ရှိခြင်းမှလည်းတာလွန်တယ်ဆင်းလာခြင်းမှလည်းပိုလွန်တယ်နတ်တို့၏ဘွန်တကုတေသောအာနုဘောကြီးခြင်းမှလည်းပိုလွန်တယ်နတ်တို့၏အစဉ်အတန်အနတ်ရတာအတွေ့အထိဟုဆိုအပ်တဲ့အကြောင်းအရာ10ပါးတွေမှာပိုလွန်တယ်ဒီမြတာမကသေးဘူးတဲ့ဧတံခောတရဏံခေမံဧတံတရဏမௌတ္တမံဧတံတရဏမဂမသဗ္ဗဒုက္ခပမောဇ္ဇတိတဲ့ဒီတရဏဂုံဟာဘေးရန်ကင်းသဖြင့်လွန်မမြတ်သောကြောင့်တရဏဂုံကိုမိတကဲ့တဲ့ပြု၍လုံးစုံသောဝဆင်းရဲတို့မှကျွတ်ရလွတ်ရဖြစ်တဲ့မတ်ဖို့နိဗ္ဗာန်ကိုလည်းရရောက်ရလိမ့်မယ်ဒါကြောင့်တရဏဂုံတည်တဲ့သူများအမြဲတည်တဲ့ယတပံတရဏဂုံကိုအာယုန်တစ်ပါးစိတ်မသွားစေပဲနဲ့လေးလေးနက်နက်ခံယူဆောက်တည်ကြရအောင်အလုံးလိုက်ဆိုကြကလေးတွေပါလိုက်ဆိုကြဣဇအာဒိင်္ဂတဝါအဟံအတ္တနံဗုဒ္ဓတနေယတေမိဓမ္မတနေယတေမိသံဃတနေယတေမိဇီဝိတပရိယန္တိကံဗုဒ္ဓံတရဏံကိစ္ဆာမိဇီဝိတပရိယန္တိကံဓမ္မံတရဏံကိစ္ဆာမိဇီဝိတပရိယန္တိကံသံဃံတရဏံကိစ္ဆာမိဒုတိယံပိတတိယံပိဣဇအာဒိင်္ဂတဝါယနေ့ကိုအစပြု၍အဟံအတ္တနံမိမိကိုယ်ကိုဗုဒ္ဓတမြတ်စွာဘုရားအားနေယတေမိအနှင့်လူဒံပါ၏ဓမ္မတတရားတော်အားနေယတေမိအနှင့်လူဒံပါ၏သံဃတသံဃာတော်အားနေယတေမိအနှင့်လူဒံပါ၏ဇီဝိတပရိယန္တိကံအသက်ဆုံးသည့်တိုင်အားဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပါယိဇီဝိတပရိယန္တိကံအသက်ဆုံးသည့်တိုင်အားဓမ္မံတရားတော်မြတ်ကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပါယိဇီဝိတပရိယန္တိကံအသက်ဆုံးသည့်တိုင်အားသံဃံသံဃာတော်မြတ်ကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပါယိတရဏဂမနံပရိပောဏံအာနာတိပါဒာဗရမဏိတိခာပဒံသမာတိယာမိအဒိဏာဒါနာ
ဝရမဏိတိခာပဒံသမာတိယာမိအဗျာမစရိယာဝရမဏိတိခာပဒံသမာတိယာမိမုဒဝါဒာဝရမဏိတိခာပဒံသမာတိယာမိသူရာမေရယမေဇာပမဒဌာနာဝရမဏိတိခာပဒံသမာတိယာမိဝိကာလဘောဇနာဝရမဏိတိခာပဒံသမာတိယာမိနိစ္စဂီတဝါဒိတဝိတုကဒတနာမာလာကန္ဒဝိလေပနဓာရဏမန္တနာဝိဘုဒနာဌာနာဝရမဏိတိခာပဒံသမာတိယာမိဥစ္စာတယနာမဟာတယနာဝရမဏိတိခာပဒံသမာတိယာမိမေတ္တာသဟဂတေနစေတတာသဗ္ဗပါဏဘုဒေတုပရိတဝါဝိဟရဏံသမာတိယာမိဣဒံမေပုညံဣဒံမေသီလံနိဗ္ဗာနတပစ္စယောဟောတုအလုံးတတ္တဝါတွေဘေးရန်ကင်းဝေးအေးချမ်းသာရာကျမ်းမာချမ်းသာကြပါစေအလုံးတတ္တဝါတွေဆင်းရဲကင်းဝေးအေးချမ်းသာရာကျမ်းမာချမ်းသာကြပါစေအလုံးတတ္တဝါတွေယောဂကင်းဝေးအေးချမ်းသာရာကျမ်းမာချမ်းသာကြပါစေအလုံးတတ္တဝါတွေတောကကင်းဝေးအေးချမ်းသာရာကျမ်းမာချမ်းသာကြပါစေအရှင်ဘုရားတပည့်တော်မတို့ဤယနေ့ယခုပြုလို့အထောက်ရသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကံစေတနာအပြာပြာသည်အာသောတရားလေးပါးတို့ဤကျင့်ရာကုံရာချုပ်ရာငြိမ်းရာအေးရာဖြစ်သောအရဟတမေအရဟတဘောနိဗ္ဗာန်ကိုမရောက်ရအောင်ရွတ်ဆောင်နိုင်သည်ဖြစ်ပါစေတည်းတိတရဏေနသဟနဝေင္ကသမ္ပန္နာကတံဘောဓတသီလံသာဓုကံကတဝါဓမ္မာအပမဒေနတံပါတိထမင်းစီစဉ်မှမရှိဘူးနော်မင်းစီစဉ်မှမရှိဘူးနော်ကဲတရားဝဲစရအောင်ဒီကနေ့သာသနာတော်နှစ်2569ခုလူတို့ဟောကောဇာတက္ကရာ1389ခုနှစ်ပြာသူလပြေအမေများနေ့တွင်မန္တလေးတိုင်းဒေသကြီးမိထီလာခရိုင်ဝမ်တွင်မြို့နယ်ရှောက်တော်ကျေးရွာအုပ်စုချောင်းရိုး9ရွာနှင့်ရွာနီးချုပ်ဆက်ပါမကြံဝမ်တွင်မြို့နယ်တနယ်လုံးဤတနိုင်ငံလုံးတစ်ကမ္ဘာလုံးဤကြီးညိုကိုယ်ွယ်အားထားရာဖြစ်တော်မူသောသမိုင်းဝင်သမိုင်းတွင်ကျေးဝါစီရီတော်မြတ်ကြီးကလင်တန်ကြောင့်ယိုယွင်းသွားရ၌
ပြန်လည်ပြုပြင်မွမ်းမံတည်ထား၍ဘုရားဒါယကဘုရားဒါယိကာမအဖြစ်ကိုခံယူကြသောကမ္ဘာဗုဒ္ဓသာသနာပြုကျေးဇူးတော်ရှင်တောင်ပုလူဆရာတော်ဘုရားကြီးကျောက်စင်တော်ရာကျေးဇူးတော်ရှင်ပကုတ်ကူဆရာတော်ဘုရားကြီးများ၏တပည့်ကြီးဖြစ်တော်မူသောပြင်ဦးလင်မြို့ကျေးဇူးတော်ရှင်ရှုခင်းသာဆရာတော်ဘုရားကြီးနှင့်ဆရာတော်ဘုရားကြီး၏တပည့်ဝေနေယဒါယကဒါယိကာမတို့ကစုပေါင်းစုဆောင်မှတည်၍ပူဇော်လူဒန်းခြင်းရဝေယနီအသီးသီးသောခုနှစ်ရက်သားသမီးအပေါင်းတို့ကလည်းငွေအားဒါနလောက်အားဒါနစေရနာတတ္တပညာလုံးလဝရိယများခြံရံပြီးတော့အားပေါင်းများစွာနဲ့ပါဝင်ပူဇော်လူဒန်းကြ၍ဆုံးကမ်းတိုင်ရောက်ပြီးမြောက်တော်မူသောသမိုင်းဝင်သမိုင်းတွင်ကြေးဝါစေတီတော်မြတ်ကြီးအားထီတော်တဲ့တင်လူပူဇော်ကြမည်မင်္ဂလာအထိတ်မှတ်ဖြင့်အကျိုးဓမ္မသဘင်ဆင်ရင်ကျင်းပရာ၌ဓမ္မသဘင်ပွဲအားခဲရောက်လာကြကုန်သောဘုရားဒါယကဘုရားဒါယိကာမအပေါင်းသူတော်ကောင်းတို့အားဦးဇင်းတို့ဒီကနေ့အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ပေးလူဟောကြားအပ်သောတရားတော်ရဲ့ခေါင်းစဉ်ကဘုရားကိုမြင်သူမမြင်သူတရားတော်ဘာတရားအဲ့ဒီဘုရားကိုမြင်သူမမြင်သူဆိုတဲ့တရားကိုမဟောကြမနာကြသေးခင်သုံးလောကထွတ်တင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုရိုသေစွာလက်စုံမိုး၍ရှိခိုးကြောကြရအောင်အလုံးသဗ္ဗညုမြတ်ဗုဒ္ဓရဲ့ဂုဏ်တော်အနန္တကိုအာယုံယူ၍လက်အုပ်ချီမိုးထားကြပါဩနမောတေဝိစေတုံမေဇယတော်တရတော်ဇယံနထထံပံသဗ္ဗတန္တံကရမေဇယမင်္ဂလံဩအန္တရကင်းရန်ဆွဲရှင်၍ကောင်းခြင်းစင်္ကာမရှင်သာအောင်မင်္ဂလာကြီးဖြစ်ပါစေတည်းနထထံပံထောက်ပံ့မည်သူကုညီမိနရံပဝဲရာပြန်မှလည်းမရှိပါပဲတဗ္ဗတန္တံကိုနေရှိန်မပြတ်တသိမ့်ထွက်ဖို့ငြိမ်သက်ဖွေးဖြူအေးလူသာလျံဇရာတော်ပါရမီစဟုံလက်နဲ့ဆုံးဖြင့်ချက်ကောမလွဲပွဲတိုင်းမရှောင်နှွဲတိုင်းပင်အောင်တော်မူထသောဇယန္တတတော်အောင်ရာစီကံအောင်နိလ၌မိညာမလဲအသေးအဆန်းတေကနံကမန်းစာ၍မျောပန်းရအောင်လဲလမ်းပြပေသနာတော်မူပေထသောတေတဝါမကိုက်ရောင်လျံအုပ်ဆောင်ပြန်မှာအောင်လန်းဆွဲဆွဲလွင့်တလူလူအောင်တော်မူရှင်မြတ်အားမေမမမအောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရန်မျောတပိတော်ဤဟောဓမ္မကံမောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရန်မျောတောင်းသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဤဝိဇေတုံမချောင်းခပင်အခေါင်နှင်း၍အောင်ခြင်းကြီးအောင်ပါရခြင်းအကျိုးငါနမောအောင်ခဲ့သည်တကူကုံကိုအမျိုးစုံမှန်းဆ၍တန်တရှိခိုးပါ၏ဖျားမေမမမောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရန်မျောတပိတော်အားဟောဓမ္မကံမောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရန်မျောတောင်းသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားဇယမင်္ဂလံအောင်ရန်အတိတ်အောင်နမိတ်ဖြင့်အောင်ဘိသိက်သွင်းအောင်ဟိတ်ခြင်း၍အောင်ခြင်းစင်္ကာမင်္ဂလာကိုကာရာတပြေအနုငွေခရုဖြင့်ဇယတုပုံမေရုတုံအောင်အဖောဘုံအပူအေးဘို့ပြုပေးတော်မူပါအောင်တော်မူသခင်အရှင်မြတ်ကြီးဖျားသဗ္ဗညုမြတ်ဗုဒ္ဓရဲ့ဂုဏ်တော်နန္ဒကိုအာယုံယူမှတ်မြော်ကြီးညိုပြီးတဲ့နောက်
အနန္တစัจ java လာအနန္တတတ္တဝါတွေကိုလည်းပဲအနန္တမေတ္တာဓာတ်တွေနဲ့ဖြန့်ဝေပို့လို့ကြရအောင်ဆိုပါခုနှစ်ရသာသမီပါရမီရှင်တွေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နေလို့လင်ပါစေတိတ်တီဆောင်လို့အောင်ပါစေအိစီတံလို့ရပြည့်စုံစေခုနှစ်ရသာသမီပါရမီရှင်တွေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နေလို့လင်ပါစေတိတ်တီဆောင်လို့အောင်ပါစေအိစီတံလို့ရပြည့်စုံစေတရားနာလာကြများလာဝေနေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နေလို့လင်ပါစေတိတ်တီဆောင်လို့အောင်ပါစေအိစီတံလို့ရပြည့်စုံစေတရားနာလာကြများလာဝေနေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နေလို့လင်ပါစေတိတ်တီဆောင်လို့အောင်ပါစေအိစီတံလို့ရပြည့်စုံစေဆိုလိုက်အောင်မေတ္တာရှင်ခေါ်ထေရှင်ဘုံကရှင်ပြုံးပါလို့မေတ္တာဝေကိုယ်လည်းကျမ်းမာပါစေစိတ်လည်းချမ်းသာပါစေဘေးဗျာဝေကွာချမ်းသာတို့လို့စည်းစိမ်တို့လက်မိုးရွာပါစေဒါနတွေလည်းပြုနိုင်စေသီလတွေလည်းစောင့်နိုင်စေဘာဝနာတွေကိုစီပွားလို့တရားဉာဏ်အလင်းလက်ငင်းရပါစေမေတ္တာရှင်ခေါ်ထေရှင်ဘုံကရှင်ပြုံးပါလို့မေတ္တာဝေကိုယ်လည်းကျမ်းမာပါစေစိတ်လည်းချမ်းသာပါစေဘေးဗျာဝေကွာချမ်းသာတို့လို့စည်းစိမ်တို့လက်မိုးရွာပါစေဒါနတွေလည်းပြုနိုင်စေသီလတွေလည်းစောင့်နိုင်စေဘာဝနာတွေကိုစီပွားလို့တရားဉာဏ်အလင်းလက်ငင်းရပါစေဒုက္ခပတ္တာဇာနေဒုက္ခဘယပတ္တာဇာနေဘယသောကပတ္တာဇာနေသောကဝန္တုတဗေပိပါဏိနောဒုက္ခပတ္တာသေဥလိုက်လဲမိဟုဆွဲမြအမြဲလောင်တောင်းဆင်းရဲခြင်းသို့ရောက်၍နေကြပေကုန်သောတဗေပိကောင်းကင်မြေလုံးရေဖြင့်ဆုံးအောင်တိမ်ကြုံအောင်လုံးစုံလီဖြစ်ကုန်သောပါဏိနောတန်တရာဝမကွာကျွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နေဒုက္ခဇဝရစိန်ဖောက်ခွဲကြောက်တောင်လက်တကဲ့သို့ပြည့်စဲပြောင်းရှင်ဆင်းရဲခြင်းကင်းကြကုန်သည်လီဟွန်တူဖြစ်ကြပါစေကုန်တည်းဘယပတ္တာဥပယောထွေဇောမဤပဲရှောင်ပြေမပေါဘေးထီခြင်းသို့ရောက်၍နေကြပေကုန်သောတဗေပိကောင်းကင်မြေလုံးရေဖြင့်ဆုံးအောင်တိမ်ကြုံအောင်လုံးစုံလီဖြစ်ကုန်သောပါဏိနောတန်တရာဝမကွာကျွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်
နိဗ္ဗယာစာနေရှိန်နှင့်ကြောက်စီးနှင်ပါသောခန်းချောင်မကျွင်းပေပြောက်ရှင်းကြကုန်သည်လီဟွန်တူဖြစ်ကြပါစေကုန်သတည်းတောကပတ္တဒေါမနာရှိန်တောကနေ၍ညှို့မိန်နွမ်းချစိုးရိမ်ခြင်းသို့ရောက်၍နေကြပေကုန်သောတပေပီကောင်းကင်မြေလုံးရေဖြင့်ဆုံးအောင်တိမ်ကြုံလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန်တရာဝမကွာကျွ၍မလွတ်သမျှဘုံဘဝ၌ကြုံရာများစွာတတ္တဝါတို့သည်နေတောကသာဝလာလွှမ်းတိမ်လေးချမ်းနှိမ်သောနွမ်းမိန်ယို၍စိုးရိမ်ခြင်းကင်းကြကုန်သည်လီဟွန်တူဖြစ်ကြပါစေကုန်သတည်းဟွန်တူယခုစွာသောသစ္စာစကားနှင့်ပုလွတ်သောမေတ္တာတဲ့အရှိန်ဝါကြောင့်အချိန်မကြာကိုစီကိုငါဖြစ်တော်မူကြပါစေကုန်သတည်းကဲမေတ္တာပို့လို့ဟုတ်လားပြီးပါပြီအဲ့တော့ဦးဇင်းတို့ဒကာဒကမပေါင်းသူတော်ကောင်းတို့ပါဒီကနေ့ညဓမ္မဒါနအမတဒါနအနေအချင်းဟောကြားမဲ့တရားကပါတယ်ဖယားကိုမြင်သူမမြင်သူတဲ့ပြန်ပြောပါဦးဖယားကိုမြင်သူမမြင်သူတဲ့ဟုတ်လားယောယိပတ္တိတတ္တမံသောမံပတ္တိပန္တိတောအပတ္တမနောတတ္တမံမံပတ္တန္တိနပတ္တိယောကျင်သူတိတတ္တမံသူတော်ကောင်းတရားကိုပတ္တိဧဝမြင်သည်သာတိသောပန္တိတောထိုသူတော်ကောင်းတရားကိုမြင်သောပညာရှိသည်မံငါဘုရားကိုပတ္တိမြင်သည်ပတ္တိမြင်သည်မြည်တတ္တမံသူတော်ကောင်းတရားကိုအပတ္တမနောမမြင်သောသူသည်မံငါဘုရားကိုပတ္တံပိမြင်တော်လေနပတ္တိမြင်သည်မမြည်ဝါမမြင်ဘူးရဲ့လို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်သည်အဝေါစာကရုဏာရှိထားမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေတည်းဘုရားကိုမြင်တဲ့သူနဲ့ဘုရားကိုမမြင်တဲ့သူဆိုပြီးတော့မြတ်စွာဘုရားကဒီဂါထာမှာခွဲခြမ်းပြတော်မူတယ်ဟုတ်လားယောကျင်သူသည်တတ္တမံသူတော်ကောင်းတရားကိုပတ္တိမြင်၏သောထိုသူတော်ကောင်းတရားကိုမြင်သောသူသည်မြတ်ငါဘုရားကိုပတ္တိမြင်သည်မြည်သူတော်ကောင်းတရားကိုမြင်တဲ့ပုဂ္ဂိုလ်ကပါတယ်ငါဘုရားကိုမြင်တယ်တဲ့ဟုတ်လားဘာကိုမြင်မှဘာမြင်လဲသူတော်ကောင်းတရားကိုမြင်မှဘုရားကိုမြင်တယ်ဒါကိုပဲတူတူချင်းချင်းလိုရင်ပြောမယ်ဆိုရင်တရားမြင်မှဘုရားမြင်တယ်တဲ့ဘာမြင်မှဘာမြင်လဲတရားမြင်မှဘုရားမြင်တယ်ဟုတ်လားယောကျင်သူသည်တတ္တမံသူတော်ကောင်းတရားကိုနပတ္တိမမြင်သောထိုသူတော်ကောင်းတရားကိုမမြင်သောသူသည်မင်္ဂဘုရားကိုပတ္တံပိမြင်တော်လဲနပတ္တိမြင်နပတ္တိမြင်သည်မမြည်ဝါမမြင်ဘူးငါဘုရားကိုမြင်ခြင်းနဲ့ဆိုရင်တော့သူတော်ကောင်းတရားကိုမြင်အောင်လုပ်ပါဟုတ်လားသူတော်ကောင်းတရားကိုမမြင်ဘူးဆိုရင်တော့ငါဘုရားကိုမြင်တယ်ပြောပေမဲ့လို့အဲ့ဒီပုဂ္ဂိုလ်ဟာငါဘုရားကိုမဖူးမြင်ရပါဘူးတဲ့ဟုတ်လားအဲ့တော့ဦးဇင်းတို့တရားဓမ္မတွေတရားမြင်မှဘုရားမြင်တယ်လို့အတူချင်းလိုရင်းမှတ်ရဘယ်လိုမှတ်ရမလဲတရားမြင်မှဘုရားမြင်တယ်ဟုတ်လားအဲ့တော့တရားမြင်ဖို့ရန်အတွက်ဘာအရေးကြီးလဲဆိုရင်ရှေ့ဦးစွာနော်တရားတရားအရေးကြီးပါတယ်ဘာအရေးကြီးလဲတရားတရားအရေးကြီးပါတယ်တဲ့လောကသဘာဝအရာဝတ္ထုတစ်ခုကိုကောက်တော့ကိုင်းတော့မယ်ဆိုရင်နော်လက်ပါမကောက်လို့ကိုင်းလို့ယူလို့ရတယ်လက်မပါခဲ့ဘူးဆိုလို့ရှိရင်အလွယ်တကူကောက်လို့ကိုင်းလို့ယူလို့ရပါမလားဒီလိုပါပဲတဲ့
သူတော်ကောင်းတရားတွေကိုဖြစ်ကျင့်တော့မယ်ဒါနသီလဘာဝနာကုသိုလ်ပါရမီရိက္ခာတွေကိုယူတော့မယ်ဆိုရင်တရားတရားဆိုတဲ့လက်ရှိနေရမယ်။ဘာရှိနေရမလဲ။တရားတရားမရှိရင်ဦးဇင်းတို့တရားဓမ္မတွေဒါနာကောပြုပြပါမလား။သီလကောစောင့်ပြပါမလား။ဘာဝနာဓမ္မကုသိုလ်ပုံညတွေကိုယူပြပါမလား။ဘာဖြစ်လို့မယူပြတာလဲ။တရားတရားမရှိလို့ပါပဲ။ဟုတ်လား။လက်နဲ့တူတဲ့တရားတရားမရှိလို့ဒါနသီလဘာဝနာကုသိုလ်ပုံညပါရမီတွေကိုမရတာပါပဲတဲ့ဟုတ်လားဒါဖြင့်တဆင့်တက်ပြီးတော့တရားနော်မြင်မှဘုရားမြင်တယ်ဆိုတော့တရားမြင်ဖို့ရန်အတွက်ဘာလို့နေလဲတရားတရားလို့နေပါတယ်ဟုတ်လားတော့ဦးဇင်းတို့တရားဓမ္မတွေဒီကနေ့နော်မိမိတို့ရဲ့ကိုယ်ကိုယ်ရာကြီးညိုရာအားထားရာပူဇော်ရာအလေးမြတ်ပြုရာသမိုင်းဝင်သမိုင်းတွင်ကြေးဝါစီတော်မြတ်ကြီးကိုဟုတ်လားအဖက်ဖက်ကနေဗပောင်းဆောင်ကနေဝိုင်းပြီးတော့ပူဇော်မှုလှူဒန်းမှုကြီးညိုမှုပါဝင်ပြီးတော့တခါတည်းနဲ့နော်အားစိုက်ပြီးတော့လှူလိုက်တန်းလိုက်ကြတော့ဟောဆုံးကန်းတိုင်ရောက်ပြီးမြောက်မသွားဘူးလားဒါဆရာတော်ဘုရားကြီးကနော်ဟောသူ့ရဲ့ဇာတိချက်ကြွေမွေးရမြေကိုကျေးဇူးတုံ့ပြန်ဆက်သောအနေနဲ့ဟုတ်လားငလင်တန်ကြောင့်ယိုယွင်းသွားတဲ့ဘုရားကြီးကိုဟောငါရွာသူငါရွာသားတွေဟုတ်လားဒီဘုရားကြီးကိုမိခိုနေကြတဲ့ရွာနီးချုပ်ဆက်အလုံးသောတရားဓမ္မတွေဗန်တွင်မြို့နယ်တစ်နယ်လုံးဟုတ်လားတနိုင်ငံလုံးတစ်ကမ္ဘာလုံးပဲဘုရားဟာကိုးကွယ်သင့်ရာကြီးညိုပါဇေဒီတော်ကြီးပဲမလားအဲ့တော့ဒီဇေဒီတော်ကြီးငလင်တန်တိလိုပျက်စီးသွားတဲ့အခါကျတော့မြင်တဲ့သူတိုင်းကဟုတ်လားစိတ်မကောင်းဖြစ်ကြရတယ်မဖြစ်ရဘူးလားဝမ်းနဲ့တော့ကဖြစ်ကြရတယ်မဖြစ်ရဘူးလားအခုတော့အဆိုးတွေကအကောင်းနဲ့ဗါတွေကပါလဲအလုံးဘုရားတကာဘုရားမာတွေမဖြစ်ကြဘူးလားဒါဆရာတော်ဘုရားကြီးကဥစည်းဥရွယ်ပြုပြီးတော့မတ္တိလှူဒန်းလိုက်တဲ့အခါကျတော့ဦးဇင်းတို့တရားဓမ္မတွေခုနှစ်ရသားသမီးတွေအလုံးစုပေါင်းစုဆောင်းပြီးတော့လှူဒန်းလိုက်တဲ့အခါကျတော့ဟောဘုရားကြီးဆုံးကန်းတိုင်ရောက်ပြီးမြောက်သွားတယ်ဟုတ်လားဝမ်းနဲ့ရာမဝမ်းသာရာတို့ပဲဥတည်သွားပြီနော်အဲ့တော့အဲ့လိုနော်လှူမှုတန်းမှုဆိုတာတရားတရားမရှိပဲဖြစ်ပါမလားဖြစ်ပါဘူးဗျာဟောဘုရားကိုယုံတယ်တရားကိုယုံတယ်တန်ဃာတော်ရှင်သူမြတ်တွေကိုယုံတယ်ကံကံရုပ်ကိုယုံကြည်နားလဲတယ်ဗုဒ္ဓဘာသာဝင်ဖြစ်တော့နော်ဒါဟာဝိုင်းဝန်းပူဇော်လှူဒန်းရမှာပဲဆိုပြီးတော့အားလုံးကနော်စိုက်ထုတ်ပြီးတော့ပူဇော်လှူဒန်းလိုက်တာအခုထီးတန်မဲ့အဆင့်အချိန်ကာလကိုရောက်သွားပြီဝမ်းသာစရာမကောင်းဘူးလားဆရာတော်ဘုရားကြီးလည်းပဲလူမတန်ဝမ်းမြောက်ကြည်နူးနေမှာပါပဲဟုတ်လားဒါဇာတိချက်ကြွေမွေးရမြေကိုကျေးဇူးတုံ့ပြန်ဆက်သောအနေနဲ့နော်ဆရာတော်ဘုရားကြီးကဒီတမိုင်းတွင်တမိုင်းဝင်ခဲ့တဲ့ကြေးဝါစီရီတော်မြတ်ကြီးကိုအသစ်တပံမွမ်းမံပြီးတော့မတ္တိပူဇော်လှူဒန်းလိုက်တော့အားလုံးဟာနော်အလွန်မတန်မှကြီးညိုရာဟုတ်လားအေးကြီးညိုဝယ်ဖြစ်ပြီးတော့အလွန်မတန်တင့်တယ်တဲ့အနေအထားကိုရောက်သွားပြီဆိုတော့အားလုံးဇေယီတော်ကြီးကိုဖူးတွေ့ရသူတိုင်းဝမ်းမသာရဘူးလားဝမ်းသာရတယ်အဲ့ဒါဟာနော်အဆိုးတဲ့ဟာအကောင်းပဲအဲ့တော့အရင်တုန်းကတော့ဘုရားတကာဘုရားမှာနော်မဖြစ်ခဲ့ကြဘူးပေါ့ဘယ်ချိန်ဘယ်ကာလကတည်ခဲ့တယ်ဆိုတဲ့သမိုင်းတော်ရှိပါရဲ့ဒါပေမဲ့လို့အဲ့ဒီထဲမှာကိုပူဇော်လူတန်းမှုပါခဲ့ရဲ့လားအခုတော့ငွေအားဒါနတွေလောက်အားဒါနတွေနဲ့ပူဇော်လူတန်းလိုက်တော့နော်အဲ့ဒီမှာသရတရားရှိမနေဘူးလားသရတရားရှိနေတော့ဒါနလည်းပြုလို့ဟုတ်လားအခုနကတရဏဂုံသုံးပါးနဲ့ကိုယ်ဝသီလတွေခံယူဆောက်တည်လို့ဟုတ်လားဘာဝနာဓမ္မတွေပွားများကြကြအားထုတ်လို့ဆိုတော့ဟောတရားတော်ကိုမြင်ဖို့ရန်အတွက်အခြေခံပဓာနကြတဲ့တရားတရားကိုပိုင်ပိုင်မိရမသွားဘူးလားဟောရှေ့ကတရားမြင်ဖို့ရန်အတွက်ဘာလို့နေလဲတရားတရားလိုတယ်အဲ့တော့အဲ့ဒီတရားတရားနဲ့ကိုစီပူဇော်လှူဒန်းလိုက်ကြတော့ကင်တရားလက်ကိုစီမှာရှိမနေဘူးလားရှိနေတယ်ဟုတ်လားအဲ့တော့တရားတရားရှိပြီဆိုရင်ဒါနသီလဘာဝနာကုသိုလ်ပါရမီတွေဖြည့်ကျင့်လိုက်တော့နော်အဲ့ဒီမှာတခါတည်းနဲ့မြတ်ဗုဒ္ဓရဲ့ဟောကြားတဲ့ဓမ္မတွေတရားတွေသိလာမြင်လာမှုရှိလာတယ်မြတ်ဗုဒ္ဓရဲ့ဓမ္မတွေကိုသိလာမြင်လာတဲ့အခါကျတော့တရားမြင်လာမှဗာမြင်သွားလဲဖျားမြင်သွားတယ်ဒါကိုပဲမြတ်ဗုဒ္ဓက
ယောပတ္တိတတ္တမံသောမံပတ္တိပန္တိတောအပတ္တမနောတတ္တမံမံပတ္တံပိနပတ္တိယောကျင်သူသည်တတ္တမံသူတော်ကောင်းတရားကိုပတ္တိဟိပတ္တိဧဝမြင်သည်သာတိသောပန္တိတောထိုတရားကိုမြင်သောပညာရှိသူတော်ကောင်းသည်မင်္ဂဘုရားကိုပတ္တိမြင်၏တတ္တမံသူတော်ကောင်းတရားကိုအပတ္တမနောမမြင်သောသူသည်မင်္ဂဘုရားကိုပတ္တံပိမြင်တော်လဲနပတ္တိမမြင်နိုင်ဘူးဟု၍ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်သည်အဝေါစာကရုဏာစေထာမေတ္တာအဖြင့်မိန့်ကြားတော်မူလိုက်ပါပေတည်းဆိုလိုက်ပါဖယားမြင်သူမမြင်သူနှလူရှိကြတယ်ဖယားမြင်လားမမြင်လားစဉ်းစားပါရတယ်ဖယားမြင်သူမမြင်သူနှလူရှိကြတယ်ဖယားမြင်လားမမြင်လားစဉ်းစားပါရတယ်တရားမမြင်ဖယားရှင်မမြင်တွေ့သူပဲတရားမြင်မှမြတ်ဗုဒ္ဓမုတ်ချတွေ့သူပဲတတ္တာရှိမှမြတ်ဗုဒ္ဓမုတ်ချမြင်သူပဲတရားမြင်မှကံကောင်းစွာဘုရားမြင်သူပဲအေးတရားမမြင်ရင်ဘုရားကိုမမြင်ပါဘူးတဲ့ငါဘုရားကိုဘယ်လိုမြင်တယ်ပဲပြောဘုရားကမြင်တယ်လို့သတ်မှတ်ပေးရလားမပေးဘူးဒါကြောင့်နော်အရင်ဗာမြင်အောင်လုပ်ရမလဲတရားမြင်အောင်လုပ်ရမယ်တရားမြင်မှဘုရားမြင်တယ်အဲ့တော့တရားကိုမြင်သိအောင်ရှေ့ကအခြေခံကဘာလို့လဲတရားတရားလိုတယ်ဟုတ်လားဒါကြောင့်ဆိုလိုက်ပါသူတော်တရားမမြင်ညာကမြတ်ဝါထင်တယ်ဘုရားရှင်ဖူးမြင်ရတော်လဲအကန့်လိုလူထိုသိသူဘုရားမမြင်သူပဲတရားမမြင်လို့ရှိရင်ပါတယ်လေဘုရားကိုမမြင်ဘူးတဲ့ဆိုလိုက်သူတော်တရားမြင်ပါညာကမြတ်ဝါထင်တယ်ဘုရားရှင်ဖူးမြင်ရသူပဲတရားမမြင်ရင်ဘုရားကိုမမြင်ဘူးတရားကိုမြင်မှဘုရားကိုမြင်တယ်ဟုတ်လားကျေးဇူးတော်ရှင်ဟုတ်လားရှုခင်းသာဆရာတော်ဘုရားကြီးကနော်တရားကိုမြင်စေဖို့တရားတွေစိုက်ထုတ်အောင်ဆိုပြီးတော့နော်ဆရာတော်ဘုရားကြီးကဥတီဥရွက်ပြုပြီးတော့ဟောသူကိုယ်တိုင်ဥဆောင်ပြီးတော့မတည်ပြီးတော့လှူဒန်းပေးလိုက်တော့နောက်တဲ့တရားဓမ္မတွေရဝေယနီအသီးသီးကအလုံးဝိုင်းဝန်းပြီးတော့ပူဇော်ကြတယ်လှူဒန်းကြတယ်ဟုတ်လားဆရာတော်ဘုရားကြီးကလည်းပဲတရားသိမြင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဆိုတော့ကင်ဘုရားကိုမြင်ပြီးသားမဖြစ်ဘူးလားသူမြင်နေတဲ့ဘုရားကိုဦးဇင်းတို့တရားဓမ္မတွေကိုပြပေးလိုက်တာဟုတ်လားဆရာတော်ဘုရားကြီးကဘာလုပ်ပေးလိုက်တာလဲပြပေးလိုက်တာအဲ့တော့မြင်တဲ့နေရာမှာမန္တမျက်လုံးနဲ့မြင်ခြင်းညာနာမျက်လုံးနဲ့မြင်ခြင်းလို့ဘုရားကိုမြင်ခြင်းနှမျိုးရှိပါဘယ်နှမျိုးရှိလဲဘာတွေလဲညာနာမျက်လုံးနဲ့မြင်ခြင်းမန္တမျက်လုံးနဲ့မြင်ခြင်းပြန်ပြောပါဦးညာနာမျက်လုံးနဲ့မြင်တယ်ဆိုတာမြတ်ဗုဒ္ဓရဲ့တရားကိုအားထုတ်ပြီးတော့ဟုတ်လားဒါနသီလဘာဝနာကုသိုလ်ပါရမီတွေကိုဖြည့်ကျင့်ပြီးတော့သိတင်သိလိုက်တဲ့တရားတွေကိုသိပြီးတော့မြတ်စွာဘုရားကိုဉာဏ်မျက်လုံးနဲ့မြင်သွားတာဟုတ်လားမန္တမျက်လုံးဆိုတာကတော့နော်ဦးဇင်းတို့တရားဓမ္မတွေကံကပေးလိုက်တဲ့မျက်လုံးအမေကမွေးကြတဲ့ကဟုတ်လားမျက်လုံးတစ်ဖက်ပါမလာဘူးလားအေးအဲ့ဒီမျက်လုံးနဲ့မြင်တာကတော့မန္တမျက်လုံးနဲ့မြင်ခြင်းတဲ့ဟုတ်လားတနည်းပြောရရင်ကံမျက်လုံးနဲ့မြင်ခြင်းဉာဏ်မျက်လုံးနဲ့မြင်ခြင်းဗါတယ်လေက
ကံမျက်လုံးနဲ့မြင်တာဆိုတာကတော့လူဘဝရလာတာကုသိုလ်ကံပဲဟုတ်လားအဲ့ဒီကုသိုလ်ကံကပေးလိုက်တော့မျက်လုံးတစ်ဖက်ပါမလာဘူးလားပါလာတော့အဲ့ဒီမျက်လုံးနဲ့မြင်တာဟာဒါကံပေးတဲ့မျက်လုံးနဲ့မြင်တာမဟုတ်လို့ကံမျက်လုံးနဲ့မြင်တာဟုတ်လားအဲ့ဒီမျက်လုံးနဲ့မဟုတ်တော့ဘဲနဲ့ဆရာပြသမားတွေကတခါနဲ့ညွန်ပြတယ်သင်ပေးတယ်ဟုတ်လားအေးတခါနဲ့ဟောပြတယ်ဆုံးမတယ်အဲ့လိုဆုံးမသွန်သင်ညွန်ပြတဲ့အတွက်ကြောင့်ကိုယ်မှာဉာဏ်ဉာဏ်သွေးတွေဖြည့်ပြီးတော့လေးလေးနက်နက်နှစ်ကာဉာဏ်နဲ့နော်အာယုံယူပြီးတော့ဘုရားကိုမြင်လာတာကြတော့ဉာဏ်မျက်လုံးနဲ့မြင်တာဟုတ်လားတချင်းတက်ပြီးတော့ပြောရမယ်ဆိုရင်တော့သောတာပန်ဖြစ်ပြီးတော့တကယ်ကိုဘုရားကိုမြင်တဲ့ဉာဏ်မျက်လုံးဟုတ်လားဒါကြောင့်ဆရာတော်ဘုရားကြီးကဦးဇင်းတို့တရားဓမ္မအပေါင်းသူတော်ကောင်းတွေကိုဟုတ်လားမန္တမျက်လုံးနဲ့မြင်နေတဲ့မြတ်ဗုဒ္ဓကြီးဟုတ်လားအဲ့ဒါကိုဒီကိုင်းနဲ့ညာဏမျက်လုံးတက်ဆင်ပြီးတော့အေးဒီကိုင်းနဲ့ဆရာတော်ဘုရားကြီးကရှေ့ဦးစွာငါရဲ့ရက်ရွာကိုဒီခါနဲ့ကျေးဇူးပြုပြီးတော့အေးကျေးဇူးတုံ့ပြန်ဆက်မယ်မြတ်ဗုဒ္ဓကိုပူဇော်တဲ့အနေနဲ့ရွာကိုကျေးဇူးပြုတဲ့အနေနဲ့နော်ယိုရင်းသွားတဲ့စကြီးတော်ကြီးကိုမတီးပြီးတော့မလူတန်းဘူးလားလူတန်းလိုက်တဲ့အခါကျတော့ဩဆရာတော်ဘုရားကြီးရတော့ဒီလောက်ဒီ၍ဒီခိုင်းနဲ့သိမ်းမောင်တစ်ထောင်ကျော်ဟုတ်လားလူတန်းသွားတယ်ဆိုတော့တို့လည်းပဲတက်နိုင်သမျှလူကြတန်းကြမယ်ဆိုတဲ့တရားတွေပေါက်ဖွားမလာဘူးလားအဲ့လိုမှနော်ဥတီပြီးတော့ရှေ့ဆောင်ဥရွက်ပြုမဲ့ပုဂ္ဂိုလ်မရှိဘူးဆိုရင်နော်မဆိုးစကောင်းပေါ့လေတမိုင်းဝင်ကြေးဝါစီရီတော်မြတ်ကြီးဟာဒီတိုင်းပဲဟုတ်လားမြင်တွေ့နေရမှာပါပဲဒါပေမဲ့လို့မြတ်ဗုဒ္ဓရဲ့တကူတော်ကြောင့်အလိုလိုလဲဖြစ်ကောင်းဖြစ်လာမှာပါပဲဟုတ်လားသို့တော့နော်ဆရာတော်ဘုရားကြီးကငါရဲ့ဇာတိချက်ကျွေးမွေးရဲ့မြေကိုမမေ့ဘူးငါရဲ့နော်ရွာသူရွာသားနဲ့တကွာယာနိချုပ်ဆက်အလုံးတရားဓမ္မတွေဘုရားကိုပူဇော်နိုင်ကြပါစေဘုရားကိုတခါတည်းနဲ့ရေချမ်းပန်းဆွမ်းနေတဲ့ကတ်လူပူဇော်ပြီးတော့ဟုတ်ငါကနေပြီးတော့တခါတည်းနဲ့အရင်ဥစွာပထမလှူပြလိုက်မယ်ဆိုပြီးတော့ဟောမလှူလိုက်ဘူးလားလှူလိုက်တော့ဦးဇင်းတို့တရားဓမ္မတွေလည်းစုပေါင်းပြီးတော့ဈေးဝယ်ဈေးလိုက်ဈေးရောင်းဈေးဝယ်ဈေးသွားရင်လည်းမလှူကြဘူးလားဒီတိုင်းသွားရင်လာရင်လည်းပဲမပူဇော်ကြဘူးလားအဲ့လိုပူဇော်မှုအမျိုးမျိုးတွေပံ့ပိုးမှုအမျိုးမျိုးတွေနဲ့လောအားဒါနတွေစေတနာအားဒါနတွေငွေအားဒါနတွေနဲ့စုပေါင်းပြီးတော့ပါဝင်ပူဇော်လှူဒန်းလိုက်ကြတော့ဟောထီတော်တင်မဲ့အချိန်ကာလကိုတောင်ရောက်သွားပြီဟုတ်လားအဲ့ဒါဟာနော်အလွန်မတန်မှနော်တရားတရားရှိလို့နော်တရားတရားရှိတော့မိမိတို့တန်တမှာဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေပြုပြတယ်အဲ့လိုဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေပြုပြတော့တရားကိုမြင်သိသွားတယ်တရားကိုမြင်တော့ဘုရားကိုမြင်သွားတယ်မမြင်သွားဘူးလားဒါကြောင့်ငါတို့ဖြစ်ရဤလောကဝဲဘဝသမိုင်းမယိုင်းစေရန်စိတ်မှန်မချမာနမပါတို့စွမ်းရာဖြင့်တို့သာသနာတို့ပြည်ရွာကိုတာယာစေမှုလုံးလာပြုအပ်နဲ့ဟုတ်လားငါတို့ဖြစ်ရဤလောကဝဲငါတို့ဖြစ်တဲ့ကမ္ဘာလောကကြီးငါတို့မွေးတဲ့ဟောဒီကနော်ကမ္ဘာလောကကြီးထဲမှာငါတို့ဖြစ်ရဤလောကဝဲဘဝသမိုင်းမယိုင်းစေရန်ကိုဘဝသမိုင်းမယိုင်းဖို့ဟုတ်လားဘုရားကိုကိုယ်ွယ်လို့တရားကိုကိုယ်ွယ်လို့တန်ဃာတော်မြတ်တွေကိုစိတ်ကပ်လို့ဒါနသီလဘာဝနာကုသိုလ်ပါရမီတွေဖြည့်လို့အဲ့ဒါဘဝသမိုင်းမယိုင်းအောင်ကိုယ့်အကူရေးကြတာဘာရေးကြတာလဲဘဝသမိုင်းရေးကြတာဟုတ်လားငါတို့ဖြစ်ရဤလောကဝဲဘဝသမိုင်းမယိုင်းစေရန်စိတ်မှန်မချမာနမပါတို့စွမ်းရာဖြင့်တို့သာသနာတို့ပြည်ရွာကိုတာယာစေမှုလုံးလာပြုအပ်ငါတို့ဖြစ်တဲ့လောကထဲမှာငါတို့ရဲ့ကိုယ်ွယ်ရာကြီးညိုရာပူဇော်ရာအားထားရာမြတ်ဗုဒ္ဓသာသနာတော်ကြီးနော်နေလိုလလိုထွန်းလင်းတောက်ပပါစေဆိုပြီးတော့စွမ်းနိုင်တဲ့ဘက်ကနေစွမ်းနိုင်တဲ့အားတွေနဲ့အမျိုးမျိုးပံ့ပိုးကူညီထောက်ပံ့ပူဇော်လှူဒန်းကြတဲ့အခါကျတော့အလွန်မတန်မှတရားတရားတွေရှိမသွားဘူးလားရှိသွားတယ်တရားတရားရှိတော့တရားကိုမြင်သွားတယ်တရားမြင်တော့ဗာမြင်သွားလဲဘုရားကိုမြင်သွားတယ်ဒါကြောင့်ဆရာစောကြီးကလည်းရေးတယ်လူရွာလောကလူဘဝကအိုရနာရတရားအုံးမြည်မှန်ပေသည်တည်းဒိုရဘီကတင်တည်သွားသောတင်ဖွာသောမြေတင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းတင်၏တင်ဤမျိုးသားစာစကားလည်းជីវတက်မြင့်ကြံကောင်းတင်၏တင်ဥချ၍အမြဝေရာစေရီသာလည်း
သစ္စာအယောင်ဉာဏ်တဆောင်ဖြင့်ပြောင်းလျက်ဝင်းလျက်ကြံစေတည်းတဲ့ဆရာတော်ဇော်ကြီးကကျေးဇူးပြုသွားဟုတ်လားအဲ့တော့လူဘဝလူလောကဆိုတော့ဘလောက်ပဲကျမ်းမာမာဘလောက်ပဲချမ်းသာသာအိုးချိန်ကြတော့မအိုးဘူးလားနာချိန်ကြတော့ကောမနာရဘူးလားတေချိန်ကြတော့ကောမသေးရဘူးလားလူရွာလောကလူဘဝကအိုရနာရသေးရအောင်မြည်မှန်ပေသည်ဒီအိုခြင်းသေးခြင်းလွတ်တဲ့ပုဂ္ဂိုလ်ရှိရလားအမှန်ပါပဲတဲ့တစ်ချိန်ကြရင်အိုရမယ်နာရမယ်သေးရမယ်တို့တပည့်ကတင်သေးသွားသောတင်ဖွာသောမြေတင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းတဲ့ဤတဲ့မတိခင်လေးမှာကိုယ့်ရဲ့ကိုယ့်ရွာဟုတ်လားကိုယ့်ဘာသာကိုယ့်သာသနာကိုအခြေတိုးမြင့်ပြီးတော့နော်ကြံခဲ့အောင်ဆောင်ရွက်သွားရမယ်တဲ့အားထုတ်သွားရဟုတ်လားအခြေတိုးမြင့်ဆိုတာအရင်တုန်းကလမ်းနေမကောင်းခဲ့တာအခုလမ်းနေကောင်းသွားပြီဒါအခြေတိုးမြင့်သွားတာပဲဟုတ်လားအရင်တုန်းကနော်အစင်မပြေတဲ့အရာဝတ္ထုတွေအားလုံးအခုအစင်ပြေသွားပြီဆိုတာဒါအခြေတိုးမြင့်သွားတာပဲသင်ဤမျိုးသားစာတကားလည်းကြီးပွားတက်မြင့်ကြံကောင်းတဲ့ဤဦးဇင်းတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတော့မြန်မာစကားတွေလည်းမပြောက်အောင်ဟုတ်လားမြန်မာစာပေတွေယဉ်ကျေးမှုတွေလည်းမပြောက်အောင်ထိမ့်သိမ်းစောင့်ရှောက်ရသင်ဤမျိုးသားစာတကားလည်းကြီးပွားတက်မြင့်ကြံကောင်းတဲ့ဤသင်ဥချ၍အမြဝေရာစေရီသာလည်းသစ္စာရောင်ဉာဏ်တဆောင်ဖြင့်ပြောင်းလျက်ဝင်းလျက်ကြံစေတည်းဒါဇေဒီကြီးဆိုတာဟုတ်လားကိုယ့်ရဲ့ကိုယ့်ရွာနော်ကိုယ့်ပြည်နယ်အတွင်းမှာဟုတ်လားကိုယ့်နယ်အတွင်းမှာရှိတာမို့လားကိုယ့်အတိုင်းအတွင်းမှာရှိတဲ့ခါကျတော့ဩဒီဇေဒီတော်ကြီးကိုဟုတ်လားရေချမ်းကတ်လူကြပန်းကတ်လူကြဆွမ်းကတ်လူကြဟုတ်လားနောက်တကတန်ရှင်းရေးတွေနဲ့ပူဇော်ကြအရင်တုန်းကမပူဇော်ခဲ့ဘူးလားပူဇော်ခဲ့တယ်ဈေးဝယ်ဈေးလိုက်ဈေးသွားဈေးရောက်ရင်လည်းကုသိုလ်တွေမရခဲ့ဘူးလားအဲ့ဒီလူကနေပြီးတော့နော်တခါတည်းငလင်တန်ထိတဲ့အခါကျတော့ဇေဒီတော်ကြီးကိုစိတ်မကောင်းပွဲမမြင်တွေ့ရဘူးလားအားလုံးဘယ်သူမှစိတ်မကောင်းကြဟုတ်လားဝမ်းနဲ့တော့ကတွေဖြစ်ကြရတယ်အခုတခါဟိုးပြီးတော့ကြည်နူးကြရတယ်ဝမ်းသာကြရတယ်ဟုတ်လားအဲ့တော့ဒါအခြေတိုးမြင့်လိုက်တာပဲနော်ငါတို့ဖြစ်ရဤလောကဝဲဘဝသမိုင်းမရိုင်းစေရန်စိတ်မှန်မချမာနမပါတို့စွမ်းရာဖြင့်တို့သာသနာတို့ပြည်ရွာကိုတာယာစေမှုလုံးလပြုမယ်လုံးလမပြုသင့်ဘူးလားပြုသင့်တယ်ပြုကြပါဗျာဟုတ်လားလူရွာလောကလူဘဝကအိုရနာရသေးရအောင်မြည်မှန်ပေသည်တို့တပည့်ကတင်သေးသွားသောတင်ဖွာသောမြေတင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းတဲ့ဤသင်ဤမျိုးသားစာစကားလည်းကြီးဝါတက်မြင့်ကြံကောင်းတဲ့ဤသင်ဥချ၍အမြဝေရာစေရီသာလည်းဦးဇင်းတို့တရားဓမ္မတွေနော်နေ့စဉ်အမြပူဇော်ဥချပြီးတော့ကိုယ့်ရဲ့မိဘဘိုးဘွားအစဉ်ဆက်တွေအမြဝေရတဲ့ကိုယ့်ရဲ့ကိုယ်ွယ်ရာအားထားရာဇေဒီတော်ကြီးကိုလည်းပဲပြန်ပြီးတော့ပြုပြင်ပြီးတော့အခြေတိုးမြင့်ပေးရရောက်မသွားဘူးလားဒါကြောင့်အခြေတိုးမြင့်ကြံကောင်းတဲ့ဤသင်ဥချ၍အမြဝေရာစေရီသာလည်းသစ္စာအယောင်ဉာဏ်တဆောင်ဖြင့်ပြောင်းလျက်ဝင်းလျက်ကြံစေတည်းမိမိတို့ကိုယ်ွယ်ရာကြီးညိုရာအားထားရာမြတ်ဗုဒ္ဓသာသနာတော်ကြီးကိုလည်းပဲဩနေလိုလလိုထွန်းလင်းတောက်ပအောင်တရားတရားရှေ့ထားပြီးတော့တက်တက်ကြွကြွနဲ့ဘာဝင်လောက်ကင်ပူဇော်လှူဒန်းကြတော့အလွန်မတန်မှမြင့်မြတ်တဲ့တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေမဖြစ်ရဘူးလားဖြစ်ရတယ်ဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေဆရာတော်ဘုရားကြီးကစပြီးတော့လှူလိုက်ကြတဲ့အခါကျတော့ဦးဇင်းတို့တရားဓမ္မတွေလည်းနော်တကြက်တပြားတအားသေး၍ကနေလှူလိုက်တာအလုံးဝိုင်းဝန်းပြီးတော့ပူဇော်လှူလန်းလိုက်တဲ့ကောင်းမှုဟာဒီကနေ့ပြီးတော့တင်မဲ့အချိန်ကာလကိုရောက်သွားလို့အကျိုးဓမ္မသဘင်ဆင်ရင်ကျင်းပပြီးတော့တောင်ပူဇော်နေတဲ့အချိန်ကိုရောက်သွားပြီဗျာဟုတ်လားဒါကြောင့်အလွန်မတန်ဝမ်းသာစရာမကောင်းဘူးလားကောင်းတယ်ဒါကြောင့်ဦးဇင်းကခုနကမန္တမျက်လုံးဉာဏမျက်လုံးနဲ့မြင်သွားတဲ့နော်တာရကဝတ္ထုလေးကိုဗာပြောခြင်းလဲဆိုရင်တခါတုန်းကဂယာရွာမှာပုံနာပုံနေမတွေစုပြီးတော့နေကြတဲ့ဂယာရွာကြီးတရွာရှိတယ်။ဘာရွာကြီးလဲ။ဂယာရွာကြီးအဲ့ဒီဂယာရွာကြီးမှာ
သူများရဲ့အိမ်မှာနော်အခိုင်ခံကြီးကျွန်လောက်ပြီးတော့ဘဝဝမ်းကြောင်းရတဲ့နော်အမျိုးသမီးကျွန်မလေးတစ်ယောက်လည်းရှိတယ်အဲ့တော့အဲ့ဒီမှာအိမ်ရှင်ပုံနေမကြီးကအဲ့ဒီကျွန်မအမျိုးသမီးလေးကိုခိုင်းပြီဆိုရင်အမြဲတမ်းဆဲဆိုပြီးမှခိုင်းတယ်တဲ့ဘယ်လိုခိုင်းလဲဆဲခိုင်းတာနောက်တကအဲ့ဒီအမျိုးသမီးလေးကိုရိုက်နှက်ပြီးတော့ခိုင်းတယ်ဘယ်လိုခိုင်းလဲရိုက်နှက်ပြီးတော့ခိုင်းတယ်နောက်တကနော်ရိုက်နှက်ရတာအားမရတော့အဲ့ဒီအမျိုးသမီးလေးကိုသပင်ဆွဲပြီးတော့ပါးတွေနားတွေကိုပါနော်အဲ့လိုနော်မျက်လုံးမရှောင်မျက်နှာမရှောင်နားမရှောင်အကုန်လုံးကိုနော်ညှဉ်းပန်းတပ်ပုတ်ရိုက်နှက်တယ်တဲ့ဟုတ်လားအဲ့တော့နော်အလုပ်တွေလည်းငါအများကြီးလုပ်ရတယ်အဆဲလည်းခံရတယ်ဟုတ်လားဩသပင်ဆွဲပြီးတော့ပါးတွေနားတွေရိုက်တဲ့အဆင့်တွေလည်းငါခံရတယ်အဲ့တော့ငါကိုသပင်ဆွဲရိုက်တာနော်ဒီသပင်ကြောင့်ငါပါးတွေနားတွေရိုက်ခံရတာဒါဆိုတော့ငါခေါင်းတုံးလိုက်မယ်ဆိုပြီးတော့အဲ့ဒီအမျိုးသမီးမလေးဘာလုပ်လိုက်လဲခေါင်းတုံးလိုက်တယ်ကရုံကြီးဖြစ်သွားဟုတ်လားကရုံဖြစ်သွားတဲ့အခါကျတော့နော်ကရုံကြီးနဲ့မြင်ရတော့အိမ်ရှင်ပုံနေမကြီးကဩနင်ကငါ့ကိုသပင်ဆွဲရိုက်တယ်ဆိုပြီးတော့သပင်တွေကိုကရုံတုံးပြစ်တယ်ပေါ့လေရပါတယ်သပင်ရှိမှရိုက်လို့ရတာမဟုတ်ပါဘူးဆိုပြီးသပင်ရဲ့အစာခေါင်းကိုကျိုးမိတ်တွေချပြီးတော့တင်းကျပ်နေအောင်ချီနှောင်တုပ်ဖွဲ့ထားတယ်ဟုတ်လားသူရိုက်ခြင်းပြီဆိုရင်အဲ့ဒီသပင်တွေကိုဆွဲသပင်အစာကျိုးမိတ်တွေကိုဆွဲပြီးတော့ရိုက်တယ်ဟုတ်လားအဲ့တော့သပင်မရှိလဲရိုက်ခံရတာပဲနော်အေးအဲ့တော့သူစဉ်းစားတယ်ငါဘဝဟာတော့အလုံးမတန်းမှပင်ပန်းတယ်အလုံးမတန်းမှဆင်းရဲတယ်ပျော်ရတဲ့အချိန်မရှိဘူးအလုံးမတန်းတောကတွေဒုက္ခတွေနဲ့မျက်ရည်မျက်ခွက်မပြတ်အောင်ငါမှစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရအဲ့တော့ငါဘဝနေရတာတဲ့တေးရတာကောင်းတယ်လို့တွေးမိတယ်ဘယ်လိုတွေးမိလဲဆင်းရဲဒုက္ခတွေခံလာရတော့မနေကြတော့ဘူးဟုတ်လားအဲ့တော့နေ့တိုင်းနှိမ့်ဆက်တဲ့ဓာတ်သူခံနိုင်မှာမလားလက်ကျင်းတကာဆိုရင်တော့လေဒါတီးခံကောင်းတီးခံလိုက်မှာပေါ့လေအခုတော့အများအားနှိမ့်ဆက်ပြီးတော့ခိုင်းတယ်တက်တက်ကိုတခါတည်းနဲ့အနိုင်ကျင့်တဲ့အနေထားမျိုးကြီးဆိုတော့ तू မခံနိုင်တော့ငါဘဝနေရတာတဲ့တေးရတာကောင်းတယ်ဆိုပြီးတော့ဒီတိုင်းကလည်းအပြင်ထွက်လို့မရတော့နော်ရေအိုးလေးခေါင်းပေါ်တင်ပြီးတော့ရေခတ်ထွက်ချင်အောင်ဆောင်ပြီးတော့ရေအိုးထဲမှာကျိုးကွေလေးထည့်လာတယ်တဲ့ဘာလို့ဖို့လဲဇွဲကြိုးချသေးဖို့အကြံစီကဟုတ်လားဘာဖြစ်လို့လဲဘဝဒုက္ခတွေကိုစိတ်ညစ်လို့တဲ့အဲ့လိုတခါတည်းနဲ့ထွက်လာပြီးတော့ရေကန်လန်းရောက်တော့ရေကန်လန်းကိုမသွားတော့ဘူးရေကန်လန်းကနေဖက်ကျင်ပြီးတော့တောကြီးတဲ့ထွက်လာခဲ့တောကြီးတဲ့ထွက်လာပြီးတော့အဲ့ဒီတောကြီးထဲမှာပါလာတဲ့နော်ကျိုးကူကလေးကိုထုတ်ပြီးတော့ကျိုးကူလေးကိုမြဲမြန်နော်ခိုင်ကန့်အောင်လုပ်ပြီးတော့လည်းဘင်းကိုဆွတ်ပြီးတော့ဇွဲကျိုးချသေးတော့မယ်ဆိုပြီးတော့တစ်ပင်မော်ကိုလည်းပဲတခါနဲ့မြဲမြန်အောင်ကျိုးစားလေးချီနှောင်တုပ်ဖွဲ့ပြီးတော့ကျိုးခွင်းထဲကိုလည်းဘင်းကလေးရှုံမဲဆိုပြီးတော့စိတ်ကူးလိုက်တဲ့အချိန်မှာအတွေးတစ်ခုရလိုက်တယ်။ဘာတွေးလဲလို့ဆိုတော့ငါဒီနေ့သေမဲ့ချိန်ငါရဲ့နောက်ဆုံးသေမဲ့ချိန်ကာလမှာဒီတောကြီးဒီတောင်ကြီးထဲမှာငါအနာဘယ်သူမှရှိလေမလဲလို့ဘေးပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရှုလိုက်တဲ့အခါကျတော့ဟုတ်လားသစ်ပင်ကောင်းကောင်းကြီးအရိပ်အောင်မှာမြတ်ဗုဒ္ဓကသမဘတ်ဝင်စားပြီးတော့ထိုင်နေတော်မူတယ်။ဘာသွားမြင်လဲမြတ်စွာဘုရားကိုသွားမြင်တယ်ဒါပေမဲ့လို့ဘုရားလို့မသိရှာဘူးတဲ့ကုသိုလ်ပုံရတွေနဲ့ဘလောက်ဝေးကွာနေလဲဆိုတာစဉ်းစားဟုတ်လား
ဖះเจ้าလည်းမရောက်ဖះတရားလည်းမနာရဖះလည်းမဖူးတွေ့ရဖះကိုမြင်တဲ့အချိန်ထိသူဖះကိုဖះမှန်သိရလားမသိတဲ့အခါကျတော့ဩအလွန်မတန်မှတင့်တယ်လိုက်တာအသားရည်ရလဲဝါဝင်ဆိုပြေးပြီးတော့တက်ပယ်လိုက်တာလှပလိုက်တာအိန္ဒြေရှင်ကလည်းအလွန်မတန်မှတခါနဲ့ကြီးညိုပွဲရအသွင်အပြင်ကိုဆောင်ပြီးတော့အလွန်မတန်မြင့်မြတ်တဲ့ယောက်ျားကောင်းဖြစ်လိမ့်မယ်ငါထင်တာကတော့တာမန်ဟူးညာညာယောက်ျားတော့မဖြစ်နိုင်ဘူးလူလားနတ်လားနဂါးလားလို့ရေစုမာလာကဆိုလိုက်တော့မှဘုရားရှင်ကိုရောမြတ်ကြီးကသောမံမုဒ္ဓဟိဝါဇာဟိအာလပိတဝတထာဂတောရေစုမာလေတိမံဝောဇာတရဏံကိစ္စတထာဂတံရေစုမာလေရေစုမာလာတင်ညာခောမိချစ်သမီးရေစုမာလာဟေဟိငါဘုရားဓမ္မအရောက်လာခဲ့လောဣတိဤသို့မုဒ္ဓဟိဝါဇာဟိတိမ်မွေနုညံတာယာသောစကားတို့ဖြင့်သောတရာကတော်ထိုဘုရားရှင်ကိုရောမြတ်ကြီးသည်မံဘုရားကျွန်တော်မြို့မှာကိုအာလပိတ္တဝါခေါ်တော်မူ၍ရေစုမာလေရေစုမာလာတင်ညာခေါ်မိခြေသမီးရေစုမာလာတထာဂတံငါဘုရားရှင်ကိုရောမြတ်ကြီးကိုတရဏံကိုယ်ွယ်လဲလျောင်ပုံအောင်မိကိုရာဟု၍ကိစ္ဆာဟိမိဝေစိကတိမှတ်ပါလောဣတိဤသို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကအဝေါဇာကရုဏာစေထာမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေတည်းရေစုမာလေရေစုမာလာတင်ညာခေါ်မိခြေသမီးရေစုမာလာဟေဟိငါဘုရားဓမ္မရောက်လာခဲ့လောတာယာတဲ့အတန်နဲ့မြတ်စွာဘုရားကခေါ်လိုက်တယ်ခြေသမီးရေစုမာလာငါဘုရားဓမ္မရောက်အောင်လာခဲ့ငါဘုရားရှင်ကိုရောမြတ်ကြီးကိုကိုယ်ွယ်စီကဲကိုယ်ွယ်ရာအထာယာဟူ၍ကိုယ်ွယ်စီကပါလောလို့မြတ်စွာဘုရားကမိန့်တော်မူလိုက်တော့ဘုရားမှန်သိသွားတယ်။ဩဘုရားရှင်ကိုရောမြတ်ကြီးကအေးငါကိုခေါ်တော်မူတယ်ဆိုပြီးတော့ဝမ်းပန်းတတာပေါ့လေအာရပါယမြတ်ဗုဒ္ဓရဲ့ထံပန်းနည်းရဲ့ချင်းကပ်ပြီးတော့ရှီခိုဥချကြောပြီးတော့လက်ဥကလေးချီနေတဲ့ရေစုမာလာဆိုတဲ့အမျိုးကောင်းသမီးလေးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကဣဒံဒုက္ခန္တိမံဝောဇအယံဒုက္ခတတံဘဝဒုက္ခនិရောဓောမေခောဇအင်စတောအမတောကတောရေစုမာလေရေစုမာလာတင်ညာခေါ်မိအိုချစ်သမီးရေစုမာလာဣဒံဒုက္ခန္တိဣတရားစုတိကဒုက္ခသစ္စာတိဣဒံဒုက္ခသမုဒယောတိဤတရားအစုတိကဒုက္ခဖြစ်ပေါ်ကြောင်းသမုဒယသစ္စာတိဣဒံဒုက္ခនិရောဓောတိဤတရားအစုတိကဒုက္ခချုပ်ရာនិရောဓသစ္စာတိဣဒံဒုက္ခនិရောဓဂာမိနိပฏิပဒါတိဤမဂ္ဂင်7ပါးအကျင့်မြတ်တရားတိကနိဗ္ဗာန်သို့ရောက်ကြောင်းမဂ္ဂသစ္စာတိဣတိဤသို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကအဝေါဇာကရုဏာစေထာမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေတည်းခြေသမီးရေစုမာလာတဲ့ဒီဘဝတော့သူကရက်ဆက်တယ်လို့ထင်ကောင်းထင်မယ်ဟုတ်လားအဲ့တော့ခြေသမီးရေတဲ့အကြောင်းရှိလို့အကျိုးလာတာဘာရှိလို့ပါလာလဲဒီဘဝမှာသူကရက်ဆက်တယ်ထင်မဲ့လို့တဲ့အရင်ဘဝကသင်ကရက်ဆက်ခဲ့တာတဲ့သင်ကရက်ဆက်လို့သူကပြန်ရက်ဆက်တာဘာရှိလို့ဘာပြန်လာတာလဲအကြောင်းရှိလို့အကျိုးပြန်လာတာခြေသမီးရဲ့အဲ့တော့သူ့ပေါ်မှာလဲလေဒေါသမာနအာဃာတတွေမထားတော့နဲ့ငါဘုရားရှင်ဟောတဲ့တရားကိုနှလုံးသွင်းဆင်ခြင်ပါလို့ဆိုပြီးတော့မြတ်စွာဘုရားကသစ္စာ၄ချက်တပြန်နဲ့ပြတော်မူလိုက်တော့သစ္စာ၄ပါးပြပြီးရဲ့တရားရဲ့အဆုံးမှာသောတာပန်ဖြစ်သွားတယ်တဲ့။ဘာဖြစ်သွားလဲ။သောတာပန်ဖြစ်သွားတော့ဘုရားကိုနော်ဘုရားတကယ်အစစ်မြင်မသွားဘူးလား။မြင်မျက်လုံးနဲ့မြင်သွားတော့ဘုရားအစစ်မှန်ကိုတွေ့မသွားဘူးလား။တွေ့သွားတယ်အဲ့တော့ပုံနေမကြီးကလည်းဩငါမိုက်ခဲ့တာငါမှားခဲ့တာငါမလိမ္မာခဲ့တာဒီအလုံးကိုခွင့်လို့ငါကတင့်ရဲ့မိခင်နေရာတင်ကငါရဲ့သမီးနေရာဆိုပြီးတော့အပြန်လှန်ဟုတ်လားဆက်ဆံရေးတွေပြည့်ပြီးတော့နော်အလွန်မတန်မှချစ်ခင်နဲ့
မေတ္တာသက်ဝင်နဲ့သမီးနဲ့မိခင်ပမာဖြစ်သွားကြတယ်တဲ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကသစ္စာ၄ပါးဟောလိုက်တော့ရိစုမလာဆိုတဲ့အမျိုးကောင်းသမီးလေးလဲသောတာပန်ဖြစ်မသွားဘူးလားသောတာပန်ဖြစ်သွားတော့အစပထမနော်သေမဲ့နော်သေမဲ့အချိန်အထိဟုတ်လားစိတ်ဆင်းရဲသေလောက်အောင်စိတ်ဆင်းရတဲ့ဒီအမျိုးသမီးကျွမ်းမလေးနော်သေမယ်လို့ကိုလောက်ခဲ့တာအခုတော့ဘာရသွားလဲသောတာပန်တည်ပြီးတော့တရားရသွားတယ်တဲ့အဲ့ဒါဘုသူရဲ့ကျေးဇူးလဲဆိုရင်ဘုရားရဲ့ကျေးဇူးနော်ဘုသူရဲ့ကျေးဇူးလဲအဲ့တော့အဲ့လိုဘုရားရဲ့ကျေးဇူးတွေကိုဆရာတော်ဘုရားကြီးကိုယ်တိုင်ကဇစ်ဇစ်မြင့်မြင့်နှစ်ကမသိဘူးလားအဲ့တော့ငါသိတယ်လို့တရားဓမ္မတွေလည်းသိပြီးတော့အကျိုးအာနိသင်တွေရကြပါစေဆိုပြီးတော့ဆရာတော်ဘုရားကြီးကမတီးပြီးတော့ပူဇော်လှူဒန်းလိုက်တော့အလုံးတရားဓမ္မတွေကလည်းတို့လည်းလှူမယ်ဟာငါတို့လည်းလှူမယ်သူလည်းလှူကိုလည်းလှူဆိုတော့ဘုရားကြီးပြီးမသွားဘူးလားပြီးသွားတယ်အဲ့တော့ဦးဇင်းတို့တရားဓမ္မတွေလက်ထဲမှာလည်းတရားကိုယ်စီမရှိကြဘူးလားတရားကိုယ်စီရှိကြတော့ဘုရားကိုတရားကိုမြင်မသွားဘူးလားတရားမြင်သွားတယ်တရားသိသွားတယ်ဆိုတော့ဘုရားကိုမြင်မသွားဘူးလားဒါကြောင့်တရားမြင်မှဘုရားမြင်တယ်ဟုတ်လားအဲ့တော့နော်လောကသဘာဝကြည့်မယ်ဆိုရင်တော့ဘုရားမြင်တဲ့လူနဲ့မမြင်တဲ့လူနှမျိုးရှိတာပေါ့ထပ်ပြီးတော့တခါတည်းနဲ့ဟုတ်လားတစ်ဆင့်တိုးတက်လိုက်မယ်ဆိုရင်နော်ဘုရားလူအများလူမယားလူအလကားလူဆိုပြီးတော့လူပဲနှမျိုးလဲလေးမျိုးပါပါတယ်လေဖယားလူဖယားလူအများလူမယားလူအလကားလူပြန်ပြောပါဦးလူပဲနှမျိုးလဲဖယားလူဆိုတာကဦးဇင်းတို့နော်တရားဓမ္မတွေလို့ဟုတ်လားတရားကိုယ်စီထားပြီးတော့နော်ကုသိုလ်ပုံညတွေကိုယ်စီရဖို့အဖက်ဖက်ကနေပြီးတော့ပါဝင်ပူဇော်လှူဒန်းကြတာနော်ဖယားလူပေါ့ဘုရားဝေယဝိဇ္ဇတွေလောက်ဘုရားဝေယဝိဇ္ဇတွေလောက်ကိုင်းပြီးတော့လှူဒန်းကြပူဇော်ကြဟုတ်လားဘုရားအတွက်ဆိုရင်ဟေးလောအားပေးလဲဆိုတို့ရှိကငါရှေ့ဆုံးကနေမဲဆိုမလောက်ကြဘူးလားငါရှေ့ဆုံးကသွားမဲဆိုမပူဇော်ကြဘူးလားဟောအဲ့ဒါဘာလူလဲဘုရားလူတဲ့ဟုတ်လားအများလူဆိုတာကတော့ဟုတ်လားရရေးရွာရေးဘာသာရေးသာသနာရေးလူမှုရေးเนาะအားလုံးအကျိုးဆောင်တဲ့လူကဒါအများလူတဲ့ဟုတ်လားနံပါတ်3ကပါတယ်လေမယားလူတဲ့ဟုတ်လားမယားလူကတော့သိတယ်မလားဒကမာကြီးခိုင်းတာလေးပဲလှုပ်တဲ့လူပဲဟုတ်လားဘုရားမလားကြောင်းမလားတရားမနာကြောင်းမလားအဲ့ဒါဘာလူလဲမယားလူဒကမာကြီးတွေခိုင်းတာလေးပဲလှုပ်တတ်တဲ့လူဟုတ်လားအဲ့တော့ဒီထဲတော့နော်လူလေးမျိုးထဲမှာမပါတော့ပါဘူးဟုတ်လားမယားလူမပါတော့ပါဟုတ်လားနောက်ဆုံး၄ခုမြောက်ကတော့လကားလူတဲ့ဟုတ်လားဒကမာကြီးတွေခိုင်းတာတော့မလုံနိုင်တဲ့လူဟုတ်လားအဲ့ဒါဘာလူလဲဘာသာရေးသာသနာရေးလူမှုရေးလဲသူမပါဟုတ်လားတရားနာတဲ့နေရာလဲသူမလားဟုတ်လားအဲ့ဒါဆိုရင်ဘာလူလဲဟုတ်လားမိုးကြုံရင်အရေးလေးတမျှမျှတရေလေးကြနေတဲ့လူဘာလူလဲလကားလူတဲ့ဗျာဟုတ်လားဒါကြောင့်အဲ့ဒီလူ၄မျိုးထဲမှာဦးဇင်းတို့တရားဓမ္မတွေဘယ်နှမျိုးကကောင်းလဲအကောင်းဆုံးကတော့ဘုရားလူဒုတိယကောင်းတာကဟုတ်လားကျန်တာတွေရောကောင်းပါသေးတယ်ဟုတ်လားအဲ့ဒါလဲဟုတ်လားရှိနေတာဆိုသာသမီဇနီးမယားကိုလောက်ကင်ကြွေးတာလည်းပဲပုဒ္ဒဒါရတသင်္ဃောမို့လားမယားလူလည်းပဲဟုတ်လားဟေးအဲ့တော့သူအကျိုးနဲ့သူတော့ရှိပြီးသားပါပဲအဲ့တော့ဦးဇင်းတို့တရားဓမ္မတွေဒီကနေ့ငါတို့မြတ်ဗုဒ္ဓကိုအဖက်ဖက်ကပူဇော်မှုကြီးဟာအောင်မြင်သွားပြီလို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြဟုတ်လားအဲ့လိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဦးဇင်းတို့ဒီကနေ့ဟောပြတဲ့တရားရဲ့ခေါင်းစဉ်ကဘာတဲ့လဲ
ယားကိုမြင်သူမမြင်သူပြန်ပြောပါဦးဒါကြောင့်လင်္ကာလေးဆိုပြီးတော့ဏိကုံကံပတ်အဆုံးသတ်ကြပါစို့ရဲ့ဆိုလိုက်ပါတရားမမြင်ဖယားရှင်ဖူးမြင်ရတော်လဲအကန့်လိုလူထောတိသူဖယားမမြင်သူပဲအေးတရားမှမမြင်တော့ဘုရားကိုမမြင်ဘူးဘုရားကမြင်တယ်လို့မတတ်မှတ်ဘူးတဲ့ဟုတ်လားတရားမြင်မှမြတ်ဗုဒ္ဓမောက္ခတွေ့သူပဲတတ္တာရှိမှမြတ်ဗုဒ္ဓမောက္ခမြင်သူပဲတရားမြင်မှကံကောင်းစွာဗုဒ္ဓမြင်သူပဲဆိုလိုက်တရားမမြင်သူတော်တရားမမြင်ညာကမြတ်ဝါထင်တယ်ဖယားရှင်ဖူးမြင်ရတော်လဲအကန့်လိုလူထောတိသူဖယားမမြင်သူပဲသူတော်တရားမြင်ပါညာကမြတ်ဝါထင်တယ်ဖယားရှင်ဖူးမြင်ရသူပဲအေးတရားမြင်တော့ငါဖယားကိုဖူးမြင်ရပါပြီငါဖယားကိုမြင်ရပါပြီဖူးတွေ့ရပါပြီလို့မြတ်စွာဘုရားကမိန့်တော်မူတယ်ဒါကြောင့်ဖယားမြင်နိုင်အောင်ဆိုပြီးတော့ဦးဇင်းတို့တရားဓမ္မတွေအဖက်ဖက်ကမကြိုးစားရဘူးလားတတ္တာသီလသုဒ္ဓဇာကပညာဟိရိဥတ္တပဆိုတဲ့သူတော်ကောင်းတရားတွေမြတ်နိုးတယ်တန်ဖိုးထားတယ်ဆိုရင်ဟုတ်လားဦးဇင်းတို့တရားဓမ္မတွေတရားကိုမသိဘူးလားတရားကိုမမြင်ဘူးလားတရားမြင်ရင်ဘုရားကိုမြင်ပါပြီအခုလည်းပဲဦးဇင်းတို့တရားဓမ္မတွေသူ့နေရာနဲ့သူတောင်းနဲ့သူရှေ့ဆောင်ဦးစီးဥရပြုကြတဲ့ဂောပကဒါယကာကြီးတွေဘုရားကိုမပူဇော်ကြဘူးလားဝမ်းမြောက်ဝမ်းသာနဲ့အတ္တပတ်တဲ့ဆောင်ရွက်ကြတယ်ဟုတ်လားပယံလက်သမားတွေကလည်းပဲเนาะအေးအင်ဂျင်နီယာပညာရှင်တွေရဲ့เนาะအေးစေခိုင်းမှုအတိုင်းဟုတ်လားအလိုမတန်မှကြွကြွကျင်စေရနာပါပါတရားတရားရှိမလောက်ကြဘူးလားလောက်ကြတဲ့အခါကျတော့အားလုံးဟာအလိုမတန်ပြည့်အရှင်ပြည့်ဖြစ်ပြီးတော့သွားတာပေါ့ဟုတ်လားဒါဟာအားလုံးဝိုင်းဝန်းညီညာညီညွတ်တဲ့တာတကပါပဲဗျာဟုတ်လားအဲ့တော့လူကြတန်းကြတဲ့တရားဓမ္မတွေရှေ့ကဥစီဥရပြုကြတယ်နော်ဂောပကတရားကြီးတွေဟုတ်လားအားလုံးဟာဝိုင်းဝန်းကူညီပြီးတော့ညီညွတ်နဲ့နှွဲတဲ့ပွဲအောင်မသွားဘူးလားအောင်သွားတယ်ဒါကြောင့်ဦးဇင်းတို့အေးဖယားမြင်မှတရားမြင်ပါတယ်ဆိုတဲ့တရားကိုနေကုံကံပတ်ထုံးတတ်ကြပါစို့ရဲ့ဣတိဓမ္မံတေသင်တေနယန္တံဒီကတံမယဒေနာတဗေဒုက္ခယန္တုဇနာအိဋ္ဌသမင်ကိနောမေမယဒေသကပုဂ္ဂိုလ်ခေါ်ဆိုသမုတ်အကျွန်ုပ်သည်ဣတိဓမ္မံတေသင်တေနတရားမြင်မှဖယားမြင်တယ်ဖယားကိုမြင်ခြင်းတရားကိုမြင်အောင်လုပ်ရမယ်ဆိုတဲ့တရားတော်ကိုသိကြပါစေနာကြပါစေကျင့်ကြပါစေဤအနေဖြင့်ကောင်းစွာကြနာဟောလိုက်ရတဲ့အတွက်ကြောင့်ယမပုံညာအကျင့်တရားဟောလို့ရလိုက်တဲ့ဓမ္မဒါနဘာဝနာမယပုံညာကရိယာကုသိုလ်တုကိုအဓိကတံကောင်းစွာမသွေစီးပူးရလိုက်ပါပဲပြီဒုမေပိတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်စင်ပြိတ္တပေါင်းသူတော်ကောင်းတို့မှလည်းပဲယမပုံညာအကျင့်ဖရာကိုမြင်သူမမြင်သူဆိုတဲ့တရားကိုနာကြရသိကြရတဲ့အတွက်ကြောင့်ယမပုံညာအကျင့်တရားနာလို့ရလိုက်တဲ့ဓမ္မသဝနာဘာဝနာမယပုံညာကရိယာကုသိုလ်တုကိုအဓိကတံကောင်းစွာမသွေစီးပူးရလိုက်ပါပဲပြီဒေနာထို့တရားဟောလို့ရလိုက်တဲ့ဓမ္မဒါနဘာဝနာမယပုံညာကရိယာကုသိုလ်တုကြောင့်၎င်းတရားနာလို့ရလိုက်တဲ့ဓမ္မသဝနာဘာဝနာမယပုံညာကရိယာကုသိုလ်တုကြောင့်၎င်းဒါပဲလူရယနာအပြာပြာမြမမကျွင်းခပြောက်သောလုံးစုံကုန်သောလူနတ်မြမတတ္တဝါပေါင်းများစွာတို့သည်အိဋ္ဌသမင်ကိနောအလိုရှိသောအိဋ္ဌထွေကျက်သည်မင်္ဂလာဖြာဖြာတို့နှင့်
ပြည့်စုံနိုင်ကြကုန်သည်ဖြစ်၍ဒုက္ခယန္တုယနေ့ကစာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ချမ်းချမ်းမာမာချမ်းချမ်းသာသာရှိတော်မူကြပါစေကုန်သတည်းကိုင်ဒီကနေ့ညဓမ္မဒါနဓမ္မပူဇာအလူတော်ငွေဓမ္မပူဇာနဝကမ္မများကိုလည်းပဲဦးဇင်းတို့သမိုင်းဝင်ကျေးဝါဇီရီတော်မြတ်ကြီးဟာပြန်လဲပူဇော်လူတန်းပါမယ်အားလုံးတရားဓမ္မတွေလည်းပဲဝမ်းမြောက်နှုမောတာဓုခေါ်ပါသာဓုသာဓုသာခိုင်အားလုံးဘုရားတကာဘုရားမှာဖြစ်ကြတာပေါ့နော်အဲ့ဒီသက်ချမယ်နော်ဟုတ်ကဲ့ဟုတ်ပြီရာကြီးရဲ့ဘာကမှာကပထမကနဦးကရှင်းသိန်းနဲ့3လောက်ပါဗျာဟုတ်ကဲ့နောက်တဲ့တောင်းဆိုရှင်းသိန်း1000နဲ့8000နဲ့ရန်ကုန်မြို့ကဒေါ်ညူပရိဘောက3သိန်းဆိုတော့9သိန်း1000နဲ့8000ကိုဆရာတော်ကဓမ္မပူဇာကတ်တော်လဲဆရာတော်ကနေပြီးတော့ဒီတော်ကြီးအတွက်ကိုပြန်လေပြန်လေပြီးတော့လို့ဟာလားဟုတ်ကဲ့ခေါ်ပါတယ်ဗျာရေးတဲ့3ကြညာပြီးလို့ဟုတ်ကဲ့ပါဟုတ်ကဲ့အေးကဲအားလုံးလူတန်းမှုစုစုတွေဟုတ်လားရေးဆက်သွင်းချအပြဝေချရအောင်နော်မှန်ပါဗျာခိုင်းဆိုလိုက်ပါအရှင်သူမြတ်ဖရာဘုရားတပည့်တော်များသည်ကံကောင်းထမလူဘုံလူဘဝလူဌာနဖြင့်ကြုံခဲ့လာစွာသောဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးနှင့်တွေ့ကြုံဆုံးစည်းရသည်ဖြစ်ကြပါ၍ကံကို၎င်းကံဤအကျိုးတရားကို၎င်းယရဏ3ပါးဤဂုဏ်ကျေးဇူးကို၎င်းယုံကြည်ပါကုန်သည်ဖြစ်၍တရဏဂုံ3ပါးနှင့်9ပါးသောသီလတော်မြတ်တို့ကိုခံယူစောင့်တည်ပြီး၍ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအားအရှိခံ၍တည်တံ့ပါစေခြင်းအကျိုးငါတပည့်တော်များဤအာထရာကိုယ်ွယ်ရာပူဇော်ရာဖြစ်တော်မူသောသမိုင်းဝင်သမိုင်းတွင်ကျေးဝါဇီရီတော်မြတ်ကြီးအားပူဇော်သောအားဖြင့်ဓမ္မဒါနအမတဒါနမဘုံနိဗ္ဗာန်ကိုမျှော်မှန်း၍ဓမ္မပူဇာနဝကမ္မဝတ္ထုငွေတို့ကိုမြတ်ဗုဒ္ဓအားပြုပြင်နိုင်ရန်ပူဇော်နိုင်ရန်ဗုဒ္ဓပူဇနေယနဝကမ္မအဖြစ်မဘုံနိဗ္ဗာန်ရည်မှန်း၍ဆက်ကပ်ပူဇော်လူတန်းပါကုန်၏အရှင်ဘုရားဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအားထောက်ပံ့ပူဇော်လူတန်းကြပါကုန်၏အရှင်ဘုရားဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအားအရှိခံ၍တည်တံ့ပါစေခြင်းအကျိုးငါစွမ်းသင်္ကန်းကြောင်းစေပစ္စည်း၄ပါးတို့ဖြင့်ထောက်ပံ့ပူဇော်လူတန်းကြပါကုန်၏အရှင်ဘုရားဗုဒ္ဓဝေယဝစ္စဓမ္မဝေယဝစ္စသံဃဝေယဝစ္စဝေယဝစ္စကြီးငယ်အသွဲသွဲတို့ကိုမဘုံနိဗ္ဗာန်ရည်မှန်း၍ပြုလုပ်ပူဇော်ကြပါကုန်၏အရှင်ဘုရားတပည့်တော်များ၏ခန္ဓာကိုယ်ကိုအနိစ္စဒုက္ခအနတ္တ
လက္ခဏာရင်သုံးပါးတင်၍ဆင်ခြင်ရှုမှတ်ပွားများအားထုတ်ပါကုန်၏အရှင်ဘုရားဤကောင်းမှုကုသိုလ်ကံစေရနာဖြောပြတို့ကြောင့်ဘုနာတိယေဆင်းရဲပေမှကင်းဝေးရအမှန်မြတ်နိဗ္ဗာန်သို့လျင်မြန်စွာရောက်ရပါလိုကုန်၏အရှင်ဘုရားဤကောင်းမှုကုသိုလ်ကံစေရနာအစွမ်းတတ္တိတို့၏အဖို့ဘာကကုသမြကိုဂုံကျေးဇူးကြီးမားကြကုန်သောမိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်အဆွေအမျိုးတို့အား၎င်းအထူးအားဖြင့်ဤကျေးဝါစေတီတော်မြတ်ကြီးအားစောင့်ရှောက်နေကြသောစေတီဆောင်နှင့်ဖျားဝိုင်းဆောင်နှင့်မြင်အပ်မမြင်အပ်နှစ်ရသောဘုံမစိုးယောဂစိုးအာဂါသစိုးနတ်မြတ်နကောင်းနတ်အပေါင်းတို့အား၎င်းတပည့်တော်များနေထိုင်ရာသွားလာရာလောက်ကံရာတောတောင်တို့၌နေထိုင်စောင့်ရှောက်ကြကုန်သောသမ္မာဒေဝနတ်မြတ်နကောင်းနတ်အပေါင်းတို့အား၎င်းလွန်လေပြီးသောဘဝအဆက်ဆက်တန္တရာအဆက်ဆက်ကတော်ဆက်ခဲ့ကြကုန်သောမိဟောင်းဖာဟောင်းဘိုးဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်အပေါင်းတို့အားအမြဝေငှပါကုန်၏30ဘုံကျင်းလဲကြကုန်သောဝေနေယဒုက္ခိတဒုက္ခိတတတ္တဝါအပေါင်းတို့အား၎င်းငရဲတနေယမမင်းနတ်တို့တနေတရားမင်းလူတို့တနေပြည့်ရှင်မင်းမအစထား၍30ဘုံဖြစ်သမျှအလုံးစုံသောတတ္တဝါတို့အားအမြဝေငှပါကုန်၏ကုသိုလ်ရှင်ဘုရားတကားဘုရားအမတို့နှင့်အတူတကဝမကျွတ်မလွတ်ကြသေးသောခုနှစ်ရသားသမီးအပေါင်းတို့နှင့်အတူတကဝထတ်တူထပ်မြအမြရ၍ကိုယ်စိတ်နှပြချမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေသောဤကုသိုလ်အမြယူရမှုကြပါကုန်လောသာဓုသာဓုသာဓုဤကုသိုလ်အမြယူရမှုကြပါကုန်လောသာဓုသာဓုသာဓုဧကုသောအမြယူရမှုကြပါကုန်လောသာဓုသာဓုသာဓုကိုင်အလုံးသက်ရှိချမ်းသာစိတ်ချမ်းသာသာသနာပြုနိုင်ကြပါစေကဲအဲ့တော့ဦးဇင်းတို့ဂျုံတုံးလေးမှာစုံတုံးလေးမှာတခုပြောချင်သေးရဲ့ဗောနော်အားလုံးလဲဒကာဓမ္မတွေပူဇော်နေကြပါပဲအဲ့တော့ဒီသမိုင်းဝင်ကျေးပါစီတော်မြတ်ကြီးဟုတ်လားအဖက်ဖက်ကနေပြီးတော့ပေါင်းစုံဘက်စုံတောင်းစုံနော်လောက်ကင်နေကြတဲ့ပြန်လက်သမားစတဲ့ဟုတ်လားလောအပိစတဲ့ပုဂ္ဂိုလ်များအတွက်ဦးဇင်းတို့ကဒီနာကရွာတွေကိုဆုံးခံပြီးတော့ဒါနပြုကြမှာတယ်ဟုတ်လားဦးဇင်းတို့တရားဓမ္မတွေကလည်းဦးဇင်းကိုလှူလို့ဦးဇင်းကလည်းဟုတ်လားဘုရားနဲ့တကွ
ဘုရားဝေယဝိဇ္ဇဆောင်ရွက်ကြတဲ့အားလုံးသောပုဂ္ဂိုလ်တွေကိုလူလို့ဆိုရင်နော်အပြန်ပြန်လှန်လှန်ကောင်းမှုကုသိုလ်တွေမဖြစ်ဘူးလားဖြစ်တယ်အဲ့တော့ဦးဇင်းဒါလေးကိုစုံနှုံးပေါ့ဒါအလုံးဒီနာကရွာတွေကဒကာဓမ္မတွေအားလုံးလည်းပါကြတယ်ဆိုတော့ဟုတ်လားအဲ့လိုလေးသုခံကြွဖို့အစီအစဉ်ရှိပါတယ်ဒါနပြုခြင်းလို့ပေါ့ဟုတ်လားဦးဇင်းတို့ဒကာဓမ္မတွေကလူကြတန်းကြဒါနပြုဆိုတော့ဟုတ်လားအဲ့ဒါအကုန်လုံးကဗုဒ္ဓပူဇနီယအားလုံးကဘုရားပူဇော်ကြတာပဲเนาะအဲ့တော့အားလုံးဒကာကြီးတွေတိုင်ပင်ညီညွတ်ပြီးတော့ဘယ်ရွာဘယ်ရက်ဆိုတာဟုတ်လားဦးဇင်းကိုပြန်ပြီးတော့ရှောက်ထားကြပါဗျာအားတော့ဒကာကြီးတို့ပြန်ပြီးတော့ဟုတ်လားစီစဉ်ကြပါအောင်เนาะအားလုံးအဲ့ဒါဆိုရင်အားလုံးเนาะတက်တက်ကြွကြွနဲ့ဟုတ်လားအားလုံးဘက်ဆုံးတောင်းဆုံးကအားလုံးပြီးမြောက်သွားမှာပေါ့เนาะကဲအဲ့ဒါလေးလည်းပဲဝမ်းမြောက်တယ်ဆိုရင်တာဓုခေါ်ကြအောင်ဆိုဟုတ်လားသာဓုသာဓုသာနီးနေရတယ်အေးပေါ့ဒါဒီ ဆရာတို့တော့မလာနဲ့ဒါကြီးလည်းစောရရအောင်စောရရောက်သွားတယ်ဒီမှာဟုတ်ပြီဟုတ်တယ်ကြာဘုံမတဲ့တော့ကိုကြောက်နေတော့နော်ကိုအောင်နေရလေတန်ချက်တဲ့လူတွေနော်တန်ချက်တဲ့လူတွေကိုကြတဲ့မရှိအောင်ပါနော်ကြာကြာတရားဥတော်လိုက်နော်လိုက်ဒီပြတဲ့တင်ချက်တော့လीနော်ဟောဒူရဲလာပြီးပြီလေဒါကြည့်ရနော်ဒူရဲလာပြီးကောင်းလေးပဲဟောဒူရဲလာပြီး